Okay ခုလုံးမဲ့လေ့ကျင့်ခန်းကကျတော့ကျွန်တော် body weight တီးတန့်နဲ့ပဲလုပ်ရတယ်ကျွန်တော် body weight jack လို့လည်းခေါ်တယ်တနည်းအားဖြင့် wall drivers လို့ခေါ်တယ်ဆိုတော့ကျွန်တော်ဒီ body weight တီးတန့်နဲ့ဒီလို jack လှုပ်ရှားမှုတွေကိုဘယ်လိုလုပ်လို့ရတယ်လဲဆိုရင်နံရံကိုသုံးပြီးလုပ်လို့ရတယ်ဆိုတော့နံရံကိုရင်အောက်ပေါ့နော်ရင်စုအလယ်လောက်ရင်စု level လောက်ကိုသွားလေပို့ပြီးတော့တင်အားများလေးပဲဆိုတော့ driver ပုံစံမျိုးဒီလိုနေထားရှိမယ်အဲ့လိုလေးရရင်လေးတော့မယ်ဆိုတော့အဲ့မှာကျွန်တော်တို့က jack ရဲ့ပုံစံအတိုင်းပဲကျွန်တော်တို့က press လုပ်တဲ့လက်ဒီနောက်ပို့တဲ့ရှည်နဲ့တစ်ဖက်တည်းဥပမာဘယ်ရှည်ကနောက်ကိုပို့ရင် press လုပ်တဲ့လက်ကဆန့်တဲ့လက်ကဘယ်ဘက်ဘယ်ရှည်နောက်ပို့ရင်ဘယ်လက်ဆန့်တယ်နော်ဆန့်တဲ့ခါမှာကျွန်တော်တို့ကလက်ဖနှောင်းနဲ့ဒီလိုဆန့်ပါနော်ဒီလိုမဟုတ်လက်ဖနှောင်းကိုအပေါ်မြှောက်ပြီးတော့ external rotate sorry internal rotate ဒီ arm ကို internal rotate လုပ်ပြီးတော့လက်ဖနှောင်းကို external rotate လက်ဖနှောင်းကိုအပြင်ပို့ပြီးတော့ဒီလိုတွန်းပါဆိုတော့ဒီမှာနောက်ကဒူးဆန့်တဲ့ခြေထောက်ကဒီလိုအတွင်းဘက်ကိုလဲလို့မရဘူးအပြင်ဘက်ကိုနည်းနည်းလေးလဲလို့ရတယ်ပြဿနာမရှိဘူးဆိုတော့နှစ်ခုလုံးကခြေထောက်နှစ်ခုလုံးကအပြေးသမားပြေးပုံပြေးသမားရဲ့ starting position ပုံစံနဲ့ပဲရှေ့ပေါ်ရဲ့ရှေ့ဥပန်းလေးနဲ့ပဲထားမယ်အဲ့ဒါကိုကျွန်တော်တို့ကဒီကြံနေခဲ့တဲ့လက်ကညာဒူးနဲ့ညာလက်ကသူကလည်းဒီလိုလက်ဖနှောင်းလေးပြင်ထားပြီးတော့နေမှာဆိုတော့အဲ့ဒီဘက်ကိုနိုင်ရန်လို့ထားလိုက်ဒါဆိုရင်ခြေပြားတွေရှေ့ဥပိုင်းနေနဲ့အားထောက်ထားမယ်ဒါနိုင်ရန်ကိုလက်နဲ့ဒီလိုတွန်းထားတယ်ဒါဆိုရင်ဒီဟာကိုဒီနိုင်ရုပ်အုံကြီးကိုဒီလို rotate လုပ်ပြီးတွန်းကြတာဖြစ်တဲ့ကြောင့်ဒီကြံနေခဲ့တဲ့လက်ကလည်းနောက်တစ်လှည့်ကျရင်သူကတွန်းရမှာဖြစ်တဲ့ကြောင့်လက်ဖနှောင်းကိုဒီလိုပြင်းထားရမယ်ဒီဘက်ကတွန်းထားတယ်ဒီဘက်ကဒီလိုလှည့်ပြီးကြောင်းထားတယ်ဒီမှာဆန့်သွားတယ်အမှန်တော့နေရာဘက်ကိုဖိမိထားရမယ်ဒါမျိုးတော့โอเคဆိုတော့ဒါနေရာမှာပေးလိုက်ပြမယ်ဘယ်လက် press လုပ်တယ်ဘယ်ရှည်နောက်ပူထားတယ်ရှည်ပြားတွေထောက်မယ်ဖနှောင်းတွေကြွားမယ်ညာဘက်လက်ကလည်းလက်ဖော်ပြင်ထားမယ်ခါကိုဒီဘက်ညာဘက်ကိုစောင်းပြီးအိုင်ထားမယ်ပြီးရင်ရှောက်အမြန်ပြောင်းမယ်လက်ကနေရာကိုပြောင်းထောက်မယ်ဆိုတော့ဒီ wall driver ဆိုတဲ့လေ့ကျင့်ခန်းတနည်းအားဖြင့် body weight jack ကိုပိုးပြီးတော့လဲပောက်ကွဲရလဲများရမယ်ပိုးပြီးတော့လဲလှင်မြန်မှုလဲပါမယ်အဲ့လိုတိုးတက်သွားခြင်းနဲ့ဆိုရင်ဘာလုပ်ရမလဲဆိုရင်အခုတော့ကျွန်တော်လက်ထောက်တဲ့ level ကိုထပ်နှိမ့်လိုက်မယ်ထပ်နှိမ့်လေကျွန်တော်တို့ကရေပင်ကြီးဖြစ်သွားတဲ့အတွက်ကြောင့်ကူးပြောင်းချိန်နည်းနည်းပဲရရမဟုတ်ပြောင်းဆိုကြမှာဆိုတော့ကျွန်တော်တို့မှာကူးပြောင်းချိန် transition time ကနည်းနည်းလေးပဲရတယ်ဒါကြောင့်ပိုးမြန်ရမယ်ပိုးတွန်းထောက်ရတဲ့အားပိုများလာမယ်မဟုတ်ရင်ပြုတ်ကြတော့မယ်ဆိုတော့ကျွန်တော်ကဒါဆိုရင်နှိမ့်သွားပြီနှိမ့်လေးကိုရောက်လေပိုးပြီးတော့ပူပြောင်းချိန်ပိုးမြင်လာတယ်โอเคဒါဆိုရင်ကျွန်တော်တို့ကပောက်ကွဲရလဲပိုများလာတယ်ကူးပြောင်းချိန်လည်းမြန်တဲ့အတွက်ကြောင့် speed လည်းပိုမြန်သွားတယ်โอเคဒီကနေတစ်ဆင့်ကျွန်တော်နှိမ့်သွားလို့ရှိရင် explosive power နဲ့ plyometric တွေပိုကောင်းလာမယ်